ဒီနေ့မှာတော့ SMG အတွက်လိုအပ်တဲ့ item တွေရဲ့ဒီနေရာကိုပြပြပြီးမှဖြစ်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့ကြီးကက်တွေရဲ့ location ကိုပြပြပြီးမှဖြစ်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့ Black Heart region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာခုလိုမျိုးခေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ SMG ရဲ့ weighted SMG match ကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ Iron River server ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာခုလိုမျိုးတွေ့မြင်ရဖြစ်ပြီးတော့ကျွန်တော်တို့အနေနဲ့ motor နဲ့ထုလိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ technical SMG map ကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ laser ရဲ့ location ကိုပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့ Russian region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာ motor နဲ့ထုလိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ tactical laser sight ကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ Black Heart region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာခုလိုမျိုးမျက်လုံးတစ်စုံတွေ့ရမှာဖြစ်ပြီးတော့ကျွန်တော်တို့အနေနဲ့အဲ့ဟာလိုက်ပြလိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ combat infrared indicator ကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ choppy region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာ small data site ကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ broken data region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာ investigate လုပ်ပြီးတော့ challenge ခေါ်လိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ small infrared indicator ကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ muscle ရဲ့ location ကိုပြောပြပေးမှာဖြစ်ပါတယ် broken data region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာခုလိုမျိုးခေါ်လိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ testicle flat height ကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ Russian region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာ deviation painting Black Heart region ကိုနှိပ်ပြီးတော့ကျွန်တော်ခုပြထားတဲ့နေရာကိုသွားလိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ forward flat height ကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ choppy region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာခုကြောက်တော့ granite နဲ့ထုလိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ small compressor ကိုရရှိမှာဖြစ်ပါတယ်broken data region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာ mystery ရဲ့ painting broken data ကိုနှိပ်ပြီးတော့ကျွန်တော်ခုပြထားတဲ့နေရာကိုသွားလိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ small break ကိုရရှိမှာဖြစ်ပါတယ် broken data region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာ investigate လုပ်ပြီးတော့သူညွှန်ပြထားတဲ့ site mode ကိုညှိပြီးလိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ osprey suppressor ကိုရရှိမှာဖြစ်ပါတယ် Iron River region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာ investigate လုပ်ပြီးတော့သူကပြတဲ့ emote တိုင်းကလိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ integrated compressor ကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ scope ရဲ့ location ကိုပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့ Iron River region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာ investigate လုပ်ပြီးတော့ကျွန်တော်ခုပြထားတဲ့တကားထဲဝင်လိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ reflex site ကိုရရှိမှာဖြစ်ပါတယ် choppy region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာ telephone နှိပ်နောက်ပတ်ကိုနှိပ်ပြီးတော့အခန်းတစ်ခုကိုညီအောင်ညီပေးလိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ cell reflex site ကိုရရှိမှာဖြစ်ပါတယ်choppy region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာကြောက်ရည်မျက်နှာကိုအတွင်းဘက်ကိုလှည့်ပေးလိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ light reflex site ကိုရရှိမှာဖြစ်ပါတယ် Iron River region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာ star ကိုနှိပ်ပြီးတော့အပေါ်တက်လိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ fast standard mini reflex ကိုရရှိမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲ one human game ထဲမှာ SMG အတွက်လိုအပ်တဲ့ accessory တွေကိုဘယ်ကနေရှာအောင်လဲဆိုတာသိလောက်ပြီးထင်ပါတယ်အဲ့တော့အားလုံးပဲနောက်ပြီးမှပြန်တွေ့ပါမယ်အားလုံးပဲဘိုင်ပါ